မင်္ဂလာပါရှင်စတော်ဘယ်ရီမြင်ရင်မဝယ်ပဲမနေနိုင်တဲ့ကျမလိုလူမျိုးတွေအတွက်စတော်ဘယ်ရီအလုံးလိုက်ရုပ်ထိုးနည်းလေးမျှဝေပေးခြင်းပါတယ်စတော်ဘယ်ရီတပိတ်တခွဲသုံးပါမယ်အရင်ဆုံးရေစလုံးတစ်ခုတည်းကိုစားတစ်စွန်းလောက်ထည့်ပြီးတော့ဖြော်ပေးပါမယ်ပြီးရင်စတော်ဘယ်ရီတွေကိုစားရင်နဲ့15မိနစ်လောက်စိမ်နာပေးလိုက်ပါမယ်15မိနစ်လောက်စိမ်ပြီးပြီဆိုရင်တော့ဒီစားရည်တွေကိုတုံပြီးတော့နောက်ထပ်ရေနဲ့တစ်ထပ်လောက်ထပ်ပြီးဆေးပေးလိုက်ပါမယ်ရေဆေးထားပြီးတဲ့စတော်ဘယ်ရီတွေကိုအောက်ကအညာလေးတွေဖြတ်ထုတ်ထားလိုက်ပါမယ်အညာလေးတွေအားလုံးဖြတ်ပြီးပြီဆိုရင်တော့စားကိုလက်ဖက်စားစွန်းနဲ့တဝက်စာလောက်ထည့်ပါမယ်အချိုရတာအတွက်တကြား20ကျပ်သားထည့်ပါမယ်ကိုကအချိုခဲတာကြရင်25ကျပ်သားလောက်ထိထည့်လို့လည်းရပါတယ်ပြီးတာနဲ့မီးပေါ်တင်ပြီးတော့မီးအားပြင်းပြင်းနဲ့စကြိုပေးပါမယ်ရှင်ရေလုံးဝမထည့်ရပါဘူးနော်စတော်ဘယ်ရီကသူ့ဟာနဲ့သူရေတွေထွက်လာပါလိမ့်မယ်မီးပေါ်တင်နေခြင်းမှာတော့တကြားတွေအားလုံးပျော်ပြီးတော့စတော်ဘယ်ရီကနေရေတွေထွက်လာတဲ့အထိကိုခဏလောက်အဆက်မပြတ်မှွေပေးနေဖို့လိုပါတယ်ဒါကတော့စတော်ဘယ်ရီကိုအလုံးပုံစံမပြတ်လေးလိုချင်လို့ဒီလိုမျိုးလေးထိုးတာဖြစ်ပါတယ်ကိုကစတော်ဘယ်ရီကိုကြည်ကြည်လေးကြိုက်တယ်ဆိုရင်တော့ခြေပြီးတော့မှထိုးလို့လည်းရပါတယ်ရှင်ကျမရဲ့ channel လေးမှာလည်းဒီစတော်ဘယ်ရီကိုခြေပြီးတော့မှထိုးတဲ့ရိုးထိုးနည်းလေးအရင်တော့တင်ပေးထားတာရှိပါတယ်မှွေနေရင်းနဲ့စတော်ဘယ်ရီကရေတွေထွက်လာပြီးတကြားတွေနဲ့အားလုံးပျော်သွားတဲ့အနေထားရောက်ပြီဆိုရင်တော့3-4မိနစ်ချာလောက်မှတစ်ခါမှွေပေးရင်ရပါတယ်မီးအားပြင်းပြင်းနဲ့ပဲကြိုပေးပါမယ်ရှင်ဒါလေးကတော့နိုင်ဝက်လောက်မီးအားပြင်းပြင်းနဲ့ကြိုထားပြီးတဲ့အနေထားလေးပါအခုဆိုရင်အရီကတော်တော်လေးပြစ်လာပါပြီဒီအနေထားလောက်ရောက်သွားပြီဆိုရင်တော့သူကတကြားရီကပြစ်လာတဲ့အတွက်အောက်ကမကတ်အောင်လို့ထောက်လျှောက်မှွေပေးဖို့လိုသွားပါပြီအရီကတအားပြစ်လာပြီးတော့မီးအားကလည်းအရန်ပြစ်နေဆိုရင်သူကအရန်ကိုပေါက်ပြီးတော့လက်ကိုဆင်ပါတယ်အောက်ဘက်ကလည်းကတ်သွားနိုင်တဲ့အတွက်မီးအားကိုအပြင်းဆုံးအနေထားကနေတဝက်လောက်အလဲလက်အနေထားလောက်ထိပြန်ပြီးတော့ရှော့ပေးလိုက်ပါမယ်ဒါလေးကတော့မီးအားအလဲလက်လောက်နဲ့နောက်ထပ်15မိနစ်လောက်ထပ်ကြိုပြီးတဲ့အနေထားလေးပါအားလုံးစုစုပေါင်းကြိုချိန်ကတော့45မိနစ်လောက်ရှိသွားပါပြီဒီချိန်မှာစတော်ဘယ်ရီသီးလေးတွေကလည်းဣပျော်ပြီးတော့နူးညံ့ဣဆက်တဲ့အနေအထားဖြစ်သွားပါပြီတချို့အလုံးသေးတာလေးတွေဆိုရင်ကြေတလောက်အနေအထားလေးဖြစ်သွားပါပြီအရသာလေးမြည်ကြည့်ပြီးတော့အရသာစိတ်ကြိုက်ဖြစ်သွားပြီဆိုရင်တော့မီးပိတ်လိုက်လို့ရပါပြီရှင်ကျမတော့ဒီစတော်ဘယ်ရီယိုလေးကိုအခုလိုမျိုးတအားမပြစ်မကျဲတဲ့အနေအထားလေးမှာပဲချလိုက်ပါမယ်သူကအေးသွားတဲ့အခါမှာလည်းအခုထက်နည်းနည်းလေးပိုပြစ်လာအောင်မှမို့လို့ဒီလောက်အနေအထားနဲ့ပဲတော်လိုက်ပါမယ်တကယ်လို့ကိုကကြကြလေးထားခြင်းနဲ့တအားပြစ်တာလေးမှကြိုက်တယ်ဆိုရင်ဒီထက်ပိုကြကြလေးကြိုပေးလို့ရပါတယ်ဒါလေးကတော့အေးသွားအောင်ထားပြီးတဲ့အနေထားလေးပါချိုချိုချင်းချင်းလေးနဲ့အရသာအရန်ကောင်းတဲ့စတော်ဘယ်ရီယိုလေးရသွားပါပြီရှင်ဒီစတော်ဘယ်ရီလေးကသူ့တဘာဝအယောင်တိုင်းအယောင်ရဲရဲလေးနဲ့အနက်လေးလည်းတအားမွေးပြီးတော့စားကျင်စရာအရန်ကောင်းပါတယ်စတော်ဘယ်ရီကိုအခုလိုမျိုးအလုံးမပြတ်လေးယူထိုးရတာဖြစ်လို့အမြင်လေးလည်းပိုလာတယ်လို့စားလိုက်ရင်လည်းနူးဣပြီးတော့အချိုရတာတွေစိတ်ဝင်နေတဲ့စတော်ဘယ်ရီသီးလေးကိုဝါးလိုက်ရတဲ့အရာသားလေးနဲ့ဆိုတော့ပို့ပြီးတော့စားလို့ကောင်းပါတယ်စတော်ဘယ်ရီယိုလေးကိုကြကြလေးအထားခံခြင်းနဲ့ဆိုရင်တော့ရေခဲတက်တာတဲ့ထားစားတာကပို့ပြီးတော့ကောင်းပါတယ်အခန်းပူချိန်မှာပဲထားမယ်ဆိုရင်4-5ရက်လောက်နဲ့ရေကြမ်းရင်ကြမ်းသလိုမှုလိုက်လာတာမျိုးတွေဖြစ်တတ်ပါတယ်ဒါလေးကိုအချိုတဲတဲ့အနေနဲ့စတော်ဘယ်ရီယိုလေးတီးတန့်လဲစားလို့ရတယ်လို့ပါမုံနဲ့ယိုတုပ်ပြီးစားရင်လည်းအရန်စားလို့ကောင်းပါတယ်ကျမတော့နောက်ထပ်တစ်မျိုးဘယ်လိုစားသေးလဲဆိုရင်အချိုမပါတဲ့ဒိန်ချင်လေးတွေကိုဒီစတော်ဘယ်ရီယိုလေးထည့်ပြီးတော့စတော်ဘယ်ရီဒိန်ချင်လေးလှုပ်တောက်လို့လည်းရပါတယ်ကျမရဲ့ channel လေးမှာ strawberry ကိုခြေပြီးတော့မှယိုထိုးတဲ့ strawberry ယိုထိုးနည်းလေးတင်ပေးထားတာလည်းရှိပါတယ်။ဒါလေးကတော့အလုံးလိုက်ယိုထိုးနည်းလေးထပ်ပြီးတော့တင်ပေးတာဖြစ်ပါတယ်။ အ
အရသာကအရန်အချိုမကဲပဲနဲ့ချိုချိုချင်းချင်းလေးနဲ့အနက်လေးမှုေးပြီးတော့တော်တော်လေးစားလို့ကောင်းပါတယ်ရှင်ဒါလေးကိုလုံးဝအေးသွားအောင်အေးခံပြီးပြီဆိုတာနဲ့ရေခဲတက်တာရိုးရိုးခန်းထဲမှာထားပြီးတော့စားမယ်ဆိုရင်2 ပတ်လောက်ထိစားလို့ရပါတယ်တကယ်လို့ကိုကတစ်နှစ်ပတ်လုံးစားမယ်ဆိုရင်တော့အခဲခန်းထဲမှာအခဲခံပြီးတော့သိမ်းထားလို့လည်းရပါတယ်ပါဝင်ပစ္စည်း3မျိုးနဲ့အရန်လောက်ရတာလွယ်ကူတဲ့စတော်ဘယ်ရီအလုံးလိုက်ရုပ်ထိုးနည်းလေးဖြစ်ပါတယ်အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကျန်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှကင်ဝေးကြပါစေရှင်